ငါ့ကိုဘိုက်ဟောင်းကြီးနဲ့လာမစားနဲ့အစာအိမ်အောင်လိမ့်မယ်အစားတစ်ခုခုနဲ့တွဲစားမှဘိုက်မနာမှာစက်တာကြိုက်တိုင်းဇွတ်မလုံးနဲ့ငါကခရမ်းကျင်သည်ငါ့ကိုချက်ပြီးစားရင်လိုက်ကုတ်ပင်ဓာတ်ကိုခန္ဓာကိုယ်ကပို့အသုံးချနိုင်တယ်အစိမ်းလဲစားလို့ရပေမဲ့ချက်စားတာကပို့အကျိုးရှိတယ်ဟုတ်မှတ်ထားရငါကမုံလာအောင်နီငါ့ကိုစီနဲနဲနဲ့ချက်စားရင်ဗီတာမင်တွေကိုခန္ဓာကိုယ်ကပို့ဆုပ်ယူနိုင်တယ်အလွတ်အစိမ်းကြီးပဲစားမနေနဲ့တလားငါကကြက်တုံဖြူငါ့ကိုထောင်းပြီး10မိနစ်လောက်ထားပြီးမှချက်ရင်အာဟာရဓာတ်တွေပိုထွက်လာနိုင်တယ်အချိန်နဲ့နဲ့ပေးစီပူတဲ့တမ်းမထက်နဲ့ဒီအချက်ကိုမှတ်ထားငါကကန်စွမ်းဦးငါ့ကိုအခွန်ခွာမပစ်နဲ့အခွန်ထဲမှာလည်းအာဟာရဓာတ်တွေရှိတယ်တေချာဆေးပြီးအခွန်ပါစားလို့ရမှတ်ထား ငါကဂေါ်ဖီအပြင်အခွန်ပဲဆေးမနေနဲ့အလွှာလိုက်ခွာပြီးရေသေးချာဆေးတာကပိုတန့်ရှင်းစေတယ်အတွင်းထိတန့်ရှင်းအောင်လုပ်ပြီးမှငါ့ကိုချက်စား ငါကအာလူအပင်ပေါက်လာတဲ့အချိန်မှာတော့ငါ့ကိုမစားသုံးတာပိုတင့်တော်တယ်စားသုံးမယ်ဆိုရင်ပေါက်နေတဲ့နေရာတွေကိုတေချာဖယ်ရှားပြီးမှစားဖောင်းဒီအချက်ကိုမှတ်ထားငါကကစွန်ရွက်ပဲချက်ခါနီးမှတေချာဆေးတာပိုကောင်းတယ်လှီးပြီးမှဆေးရင်အာဟာရဓာတ်တချို့ရေနဲ့ပျော်နိုင်တယ်အရင်ဆေးပြီးမှလှီးပျော်ဒီအချက်ကိုမှတ်ထား